နောက်နေ့မှာတော့ကူယောင်ကကုမ္ပဏီကိုအဖွားလက်မှတ်ထိုးထားတဲ့ရှယ်ယာလွှဲပြောင်းပေးတဲ့စာချုပ်နဲ့သူရောက်လာပါတယ်။အဖွားကသူ့ကိုဘာလို့လွှဲပေးလိုက်လဲဆိုတာမသိနိုင်လောက်အောင်အော်တဲ့ပုံစံပေါက်နေပါတယ်။အဖွားကိုသွားမိမဲ့လို့တော့ရှယ်ယာလွှဲပြောင်းကြောင်းရိုက်ထားတဲ့ဗီဒီယိုကိုထုတ်ပြပါတယ်။စကားများနေရင်လည်းကူယောင်ကအဖွားစီဗီဒီယိုကောက်ခေါ်လိုက်ပြီးသူ့ကိုထောက်ခံတာကိုအတည်ပြုနေပါတယ်။ကူယွင်ကလည်းအဖွားရပြီးမနောက်နေတော့လို့ပြောတော့မှသူ့အကြံစီတွေကိုကူယွင်တို့ကအစောကလေးကတည်နေပြီးပြတ်သွားအောင်လုပ်နိုင်ခဲ့မှန်းသိရပါတော့တယ်။အဲ့အချိန်စုချန်ဆိုတဲ့အဖိုးကြီးကိုရှန်ရှန်ကလက်ချိတ်ပြီးဝင်လာပါတယ်။အဖိုးကြီးကရှန်ရှန်ဆိုတာပျောက်ဆုံးနေတဲ့သမီးပဲလို့ပြောလိုက်ပါတယ်။ကူယွင်ကရှန်ရှန်ဆိုတာသူ့ကိုတစ်ခါမှလိန်ကူးတာမှလို့ DNA တက်စစ်ကြည့်ဖို့တတိပေးလိုက်ပါတယ်။ရှန်ရှန်က DNA စစ်ဖို့ရှောင်နေတော့အဖိုးကြီးကလည်းတန်တရားဝင်လာပါတယ်။ကူယောင်ကအောက်လန်းဆရာစီထပ်သွားပြီးနောက်တစ်ခါကူညီပေးဖို့တောင်းဆိုတဲ့အခါအောက်လန်းနဲ့စီရင်ထားတဲ့တန်ဖိုးနှစ်ချောင်းထပ်ပေးလိုက်ပါတယ်။အိမ်မှာအဲ့ဒီတန်ဖိုးနှစ်ချောင်းစိုက်နိုင်ရင်ကူမီတောင်းစုတဲ့ပိုင်ဆိုင်မှုတွေအကုန်ရောကံကောင်းမှုတွေရောသူ့လက်ထဲရောက်လာမှာပါ။တန်ဖိုးနှစ်ချောင်းကိုသွားဆိုင်လိုက်တဲ့အခါအဖွားကြီးကနေမကောင်းပြန်ဖြစ်သွားပြီးကူယောလာလည်းကန်ဆိုးပါတော့တယ်။အဲ့ဒါနဲ့သူတို့နှစ်ယောက်အိမ်ကိုအမြန်ပြန်လာခဲ့ပါတယ်။ရှန်ဟွားကတန်ဖိုးကိုနှုတ်ဖို့လို့တော့ရှန်ရှန်ကတားလိုက်ပါတယ်။အာတန်တာကလည်းရှန်ဟွားလောက်အာတန်တော့အံ့ဩသွားပါတယ်။အကြောင်းရင်းကတော့လေလံပွဲမှာချခွဲလိုက်တဲ့ကြောက်ရအပိုင်းစားကနေအာတန်တဲ့ဆွမ်းအားရလာတာပါ။ရှန်ရှန်ကရှန်ဟွားကိုတမျက်စီးနဲ့တားနေတာကျုံးခုန်နေတယ်လို့ပဲရှန်ဟွားကတန်ဖိုးကိုဆွဲနှုတ်ဖို့လက်တကန်းအလိုမှာရှန်ရှန်ကအမောင်ဆွမ်းအားနဲ့တားလိုက်တဲ့အခါရက်သွားပါတော့တယ်။ခွန်အားတွေလည်းပျောက်သွားပါတယ်။အကျိုးဆက်အနေနဲ့ရှန်ရှန်မျက်နှာမှာအဆက်ပြောက်ပြီးပေါ်လာပါတယ်။ဂူယန်တိုညီအကူနှစ်ယောက်ရန်ဖြစ်နေတော့စုအဖိုးကြီးရောက်လာပါတယ်။ရှန်ရှန်ကသူ့မျက်နှာဒီလိုဖြစ်တာဂူယောင်เจ้าလို့ပြောလိုက်တော့တစ်ချက်ထိုးလိုက်ပါတယ်။အဲ့ဒီအခါဂူယောင်ကမင်းဘလို့စုတခင်မလေးဖြစ်လာတာမေ့သွားပြီလားလို့ပြောလိုက်တော့ရှန်ရှန်မှစိုးရိမ်သွားပါတော့လေ။အဲ့နောက်ရှန်ရှန်ရဲ့စွမ်းအားတွေကမွေးရပါမှာဟုတ်ပဲသူ့လုတ်ပေးထားတာဖြစ်ပြီးတမီးအရင်မဟုတ်ကြောင်းလေးပြောလိုက်ပါတယ်။ဂူယောင်ကဂူယောင်မကောင်းတာတွေလုပ်ခဲ့တဲ့တက်တဲ့အထောက်အထားတွေကိုထုတ်ပြလာပါတယ်။တကယ်တော့သူတို့နှစ်ယောက်ကအဖေတူအမေကွေးတော်မဟုတ်ပဲဘာသွေးသားမှမတော်ဆက်ကြောင်းဂူယောင်အမေအတန်သွင်းထားတာကိုပါဖွင့်ပြလိုက်ပါတော့လေ။ရဲတွေကလည်းလာဖမ်းသွားပါတော့လေ။ဂူယွန်းကရှန်ရှန်သမီးအတူလုပ်မယ်လို့ပြောထားတဲ့ဗီဒီယိုကိုပြလိုက်ပါတယ်။ရုံးရင်ဆန်ကပ်ဖြစ်ရင်းနဲ့ဓာတ်ပုံတပုံထွက်ကြလာတဲ့အခါရှောင်းဖွားကသူ့အမေပုံပဲဆိုပြီးရေးလွှတ်လိုက်ပါတယ်။ DNA result ထွက်လာတဲ့အခါရှန်ရှန်ရဲ့သွေးသားမတော်ဆက်တာသိသွားပါတော့တယ်။စုအဖိုးကြီးကသူ့မိမထားသေးခဲ့တဲ့လဲဆွဲလေးနဲ့ရှောင်းဝါးစီကလဲဆွဲလေးနဲ့တူနေတဲ့အခါသမီးအရင်မှန်တေးချသွားပါတော့တယ်။လက်ထောက်ကဂူရန်ကိုစော်လိုက်နေစအောင်မှားပြလိုက်တယ်။နောက်တနေ့ရှောင်းဝါးစီကိုသွားရှာတော့ရှောင်းဝါးကအမေထုတ်ထွက်ပြတာကိုသူ့ကိုလာဖတ်တဲ့အထင်နဲ့သူ့အဖေအရင်ကိုရှာတွေ့အောင်ကူညီပေးခဲ့တာသူ့ကိုကျေးဇူးမသိဘူးလားလို့မေးပြီးဒီနေ့တနေ့သူ့နဲ့အဖေပြုပေးဖို့တောင်းဆိုလိုက်တယ်။စုအဖိုးကြီးကသူ့မိမတပ်ပုံကိုကြည့်ပြီးတအားရဲပေးလိုက်တယ်။ဘာကြောင့်များဖြစ်မလဲ။ရှောင်းဝါးဆန်အားတွေကိုစုအဖိုးကြီးကသူ့ယူထားတာလို့အားရပါရပြောနေတော့ပေါင်ပေါင်နဲ့လီစာတို့ကကြားလိုက်ရတော့ထွက်ပြေးဖို့ကြိုးစားပါတော့တယ်။ဒါပေမဲ့လည်းကလေးနဲ့လူကြီးဖြစ်နေတော့အချိန်ခဏကြာတဲ့အခါဖမ်းမိသွားပါတော့တယ်။အဲ့နာပေါင်ပေါင်နဲ့လီစာကိုပြန်ပေးဆွဲထားတဲ့လူဖောင်းဆက်ပြောင်းနေတော့ကလေးနှစ်ယောက်ကထွက်ပြေးသွားပါရဲ့။ဂူယွန်ကလည်းဒီကလေးနှစ်ယောက်ကတာမန်လူတွေလို့မဟုတ်တာမလို့ပြန်ပေးဆွဲခံရပြီးဘယ်သူလက်ချက်ဖြစ်မလဲလို့တွေးတောကြည့်လိုက်ပြီးမှစုအဖိုးကြီးဖြစ်နေမှရိပ်မိပါတော့လေ။ကလေးနှစ်ယောက်တနေရာမှာပုံနေတော့ရှောင်းဝါးနဲ့ဂူယွန်ရောက်လာပြီးအရင်ရှာတွေ့ပါတယ်။ဒီကိစ္စတွေအားလုံးကစုအဖိုးကြီးစီစဉ်ထားတာမလို့ထွက်ပြေးဖို့လုပ်တော့စုအဖိုးကြီးပြန်ရောက်လာပါတယ်။ရှောင်းဝါးစားအားတွေကိုရရင်သူကပြန်ခဲ့กินပြီးလို့ပြောပြီးသူနှစ်ပေါင်းများစွာစီစဉ်ခဲ့ကြောင်းပြောတယ်။သူ့အမေတေးခဲ့ရတာလေစုအဖိုးကြီးလို့စုအဖိုးကြီးရဲ့အကြံစီကြောင့်ဆိုတာသိလိုက်ရတယ်။ဒီနေရာတစ်ခုလုံးကရှောင်းဝါးရဲ့ခွန်အားတွေကိုသူ့စီလှပြောင်းတဲ့အစီအရင်ချထားပြီးတော့သူတို့ကိုအရှင်းမထားတော့ဘူးဆိုပြီးရှောင်းဝါးရဲ့စွမ်းအားတွေကိုတင်းထားတဲ့တက်လုံးလေးကိုစော့ပြီးလှုပ်ရှားပါတော့တယ်။အဲ့အချိန်မှာပဲငင်းငင်းလေးလို့ပြောလိုက်တာတဲ့အခါဘာမှမလုပ်နိုင်ပဲဖြစ်လာပါတယ်။အကြောင်းကတော့ထွက်ပြေးနေတော့ပေါင်ပေါင်ကအမုတ်တစ်ခုနဲ့ကောက်ပတ်လိုက်လို့ပါ။အဲ့အမုတ်ကပြောရမှန်သမျှကိုနားခံစီအမုတ်ဖြစ်ပါတယ်။ရှောင်းဝါးကဖြစ်စေချင်တာတွေလုတ်ခိုင်းပြီးအကောက်ပါကောက်ခိုင်းပါတော့တယ်။ဒါပေမဲ့ဘလောက်မှကြကြမခံလိုက်ပဲရှောင်းဝါးကိုစတိုက်ခိုင်းပါတော့တယ်။အဲ့ဒီချိန်မှာပဲရှောင်းဝါးရဲ့တောင်ပေါ်ကဆရာတူအကိုရောက်လာပါတယ်။စုပ်အဖိုးကြီးကိုတိုက်ခိုက်ကီလိုပြီးရှောင်းဝါးရဲ့စွမ်းအားတွေကိုလည်းပြန်ပေးလိုက်ပါတယ်။ဆရာတူအကိုကိုနှုတ်ဆက်ကဖက်ပြီးနှုတ်ဆက်လို့ဂူရံမှာတဝန်တူနေပါတယ်။ဆရာတူအကိုကလည်းသူနဲ့တိလာကြပြီးဒီလိုနှုတ်ဆက်နေကြပြောတော့ရှောင်းဝါးကိုဟိုဘက်ဒီဘက်လွတ်ကြပါတော့တယ်။စုပ်အဖိုးကြီးကအမောင်စွမ်းအားသုံးပြီးဂူရံနဲ့ရှောင်းဝါးပုံတူကိုဖန်တီးလိုက်တယ်။ဆရာတူအကိုကဒါရှောင်းဝါးရဲ့အနာဂတ်ယောက်ျားလောင်းများလားလို့မေးလိုက်တော့ရှက်ရှက်နဲ့မြင်လိုက်ပြီးမယ်။ဆရာတူအကိုကသူနဲ့ရှိတဲ့အချိန်ရင်ခုန်နေမလားဆိုတော့ဟိုတီတီပြန်စဉ်းစားလိုက်ပြီးလူတစ်ယောက်ကိုသဘောကျတယ်ဆိုတာဒီလိုကိုလို့ပြောလိုက်တယ်။ဂူရံကလည်းနှစ်ယောက်သားနီးကပ်နေတာကိုတဝန်တူပြီးရင်နွေးချမ်းတဲ့ငရုတ်တီးတွေချိုးပြီးထည့်လိုက်ပါတယ်။ရုပ်တရက်ကြီးဘလို့ဖြစ်လို့ချမ်းလာတယ်လို့ပြောလိုက်တော့ကလေးနှစ်ယောက်ကလက်ညှိုးထိုးပြလိုက်တဲ့နေရာကိုကြည့်လိုက်ရဂူရံဖြစ်နေပါတယ်။ဂူရံကမျက်နှာချိုးသွေးပြီးရင်နွေးချမ်းထုတ်ခိုင်းနေတော့ရှက်ပြီးဂူရံပေးတဲ့ခွက်ကိုဆရာတူအကိုကိုပေးလိုက်ပါတယ်။ငရုတ်တီးတွေထည့်ထားတဲ့ခွက်ကိုယူလိုက်တဲ့အခါဂူရံကသူ့ပဲယူတော့လိုက်ပါတယ်။သူများကိုမကောင်းချင်ပြီးသူ့ပဲတောက်လိုက်ရပါတယ်။တကောက်ခေါက်တန်းကြလို့ထောက်ဖွင့်တော့လက်ထောက်က DNA စစ်ထားတာလာပေးတာဖြစ်နေပါတယ်။ result ကိုကြည့်လိုက်တဲ့အခါကလေးနှစ်ယောက်ကဂူရံနဲ့ဘာမှမတော်ဆက်ဘူးလို့ပြနေပါတယ်။အကြောင်းကလက်ထောက်ကစေးရုံမှာတယောက်နဲ့တိုက်မိပြီး sample ကလွဲသွားတာပါ။ရုံရောက်တော့ရှောင်းဝါးကိုကော်ဖီဖြောခိုင်းလိုက်တဲ့အချိန်ကိုဘွားအတူနှစ်ယောက်ကလာရောက်ပါတယ်။ရှောင်းဝါးအတူကကော်ဖီမုန့်ကြီးပဲထည့်ထားတဲ့ခွက်ကိုယူလာပြီးတော့ရင်နွေးထည့်မလို့တော့စင်သွားတော့ရှောင်းဝါးအတူကဒီရင်းဒီရန်နဲ့ပြန်ထွက်သွားပါတယ်။ပဲစိတ်ကနေအောက်လမ်းနဲ့လှုပ်ထားတဲ့ကိုဘွားထီလို့ရေးထည့်ရင်ပဲစိတ်ပုံစံပြန်ပြောင်းသွားမှာမလို့ပါ။ဂူရံအတူကလည်းရှောင်းဝါးနောက်ကိုလိုက်နေတယ်။ဂူရံနဲ့ရှောင်းဝါးနဲ့စုံတဲ့အခါကိုဘွားနှစ်ယောက်ကအမြန်ပြေးပုံလိုက်ပါတယ်။တောင်ပေါ်ကဆရာကရှောင်းဝါးအန်ဒီရဲ့ကင်းအောင်လို့အဆောင်လေးပေးလိုက်တယ်။အဲ့ဒီအဆောင်ကိုဂူရံအတူကလာခိုးယူထားတယ်။ခိုးယူပြီးအထွက်မှာဂူရံနဲ့တွေ့တဲ့အခါမှန်သေးပြန်ကြည့်နေလို့ပုံစံမျိုးလုပ်ပြီးလွတ်အောင်ရှောင်လာခဲ့ပါတယ်။အဲ့ကိုယူပြီးစုအဖိုးကြီးကိုလာပေးပြီးမြလာပေးတဲ့သူကဂူရံအစ်စ်ကိုယ်တိုင်ဖြစ်နေပါတယ်။အတူကဒီနေရာကိုရောက်တဲ့အခါရှောင်းဝါးတူကမိအောင်လုပ်လိုက်ပြီးဂူရံအစ်စ်ကသွားလိုက်တာပါ။ဂူရံကိုစုအဖိုးကြီးကဓာတ်နဲ့ထိုးလိုက်တဲ့အခါရှောင်းဝါးကလွင့်ထွက်သွားအောင်လုပ်လိုက်တယ်။ရှောင်းဝါးကဆေးရုံပို့ပါမယ်ပြောတာကိုဂူရံကချစ်စကားကြွေးစကားပြောနေတယ်။သူတို့နေအောင်ထွက်သွားဖို့လုပ်နေတော့စုအဖိုးကြီးကလိုက်ဖို့ပြန်တဲ့အခါဆရာတူအကိုကရောက်ပြီးသူ့ရဲ့အောက်လန်းစွမ်းအားတွေကိုဖျက်ဆီးလိုက်ပါတယ်။အဲ့နောက်စုအဖိုးကြီးမှာအယူတစ်ပိုင်းဖြစ်သွားပါတော့တယ်။ခွဲခန်းကနေထွက်လာတဲ့အခါသူနာပြုကအခြေအနေမကောင်းမှုပြောလာရင်ခေါင်းကြီးချုံထားတာတော့ဆုံးသွားတဲ့ချင်းပြီး၃ယောက်လုံးဝန်းနေတော့ဆရာဝန်ကခေါင်းပေါ်မှာအုပ်ပါနေလို့ပြောထားတာကိုဆိုပြီးဖယ်လိုက်တော့မှစိတ်သက်သာရသွားပါတယ်။လက်ထောက်ကအရင်တစ်ခေါက် DNA စစ်တုံးကအမားယွန်ရှိသွားတာကလေးနှစ်ယောက်ကသွေးသားတော်ဆက်တယ်လို့ result ပြလိုက်တဲ့အခါနှစ်ယောက်လုံးအံ့ဩသွားကြပါတယ်။ရှောင်းဝါးကစိန်လက်စုအကြီးကြီးနဲ့လက်ချက်ခွင်တောင်းပြီးလက်ထပ်ဖို့နှစ်ဦးတဘိုးတူတာနဲ့ပြီးသွားပါတော့တယ်။